ဒီတစ်ခါမှာတော့ជីជីကအလူမဟုတ်ဘဲနဲ့မင်္ဂလာပွဲကိုသွားမှာမို့လို့စိတ်ဝင်စားရဲဆိုရင်အဆုံးထိလိုက်ခဲ့ကြပါအောင်နော်အခုကတော့စပြီးတော့ပြင်ပါတော့မယ် Collagen Glow BB Cream ပါအာတီ Mango Tango mascara ဆွဲပါမယ်တရန်ဒါကတော့ final look ပဲဖြစ်ပါတယ်အမင်းကျွေးမယ်လို့ညွှန်နေပါတယ်ဒါတဲ့ဟိုသွားနေပါပြီဒီရောက်ပူပါတယ်အခုជីជីတို့ညီမနှစ်ယောက်ဝတ်ထားတဲ့အင်ကြီးကတော့ carpet ပဲဖြစ်ပါတယ်နှစ်ယောက်စင်တူဝယ်ထားတာပါဒါတဲ့ကိုရောက်ပါတော့မယ်ဒါတဲ့ကိုရောက်နေပါပြီအချင်းတန်တော့ကြာနေရပါပြီရောက်ပါပြီရောက်ပါပြီသွားနေပါပြီဒါကတော့လက်ဖွဲ့ငွေလက်ဖွဲ့နေရပဲဖြစ်ပါတယ်ဒီတစ်ခါလဲဝတ်သားဟင်းပါပဲရံပဲပြုတ်ရဲ့ငန်ကျော်လို့ရှိရင်ချင်းကြီးပါနော်တီလာကဲနိုင်အပြည့်တရားညာညာမြဲတွေ့တရားလေးဆုံးပြီးဆုံးပြီးချစ်ရလာဒီကြိုင်ပဲမင်းနောက်တစ်ပုဒ်ထိုက်ရပါတယ်လူသူချစ်ပါကဲဘူးဒီတပြုံးနဲ့ထပ်လာချပါတယ်ဒီကတော့မိမကြည့်ခဲ့ရပါဘူးအမပြောရတော့ကောင်းတယ်လို့ပြောပါတယ်ဒါကတော့ထမင်းသုံးပကံမြောက်ထက်ယူတာပဲဖြစ်ပါတယ်ထမင်းသုံးပကံလုံးကုန်ပြီဆိုလို့ရှိရင်ငါတော့ဆိုင်ကယ်ရက်ထားတဲ့အိမ်သွားနေတာပါနောက်ကတရက်အိမ်ပေါ့နော်ဆိုင်ကယ်ယူပြီးပြီဆိုရင်ကတော့အိမ်ပြန်လာတယ်ဒီတစ်ခါဝတ်သားဟင်းကပြီးခဲ့တဲ့အလူတုံးကဝတ်သားဟင်းတက်ပေါ့နော်ပိုစားလို့ကောင်းပါတယ်လုံးဝမအီဘူးပေါ့နော်ပြီးခဲ့တဲ့အလူတုံးကဝတ်သားဟင်းကနည်းနည်းလေးအီပါတယ်ငပိကျော်ကတော့ပေါ့နော်တော်တော်လေးကိုကောင်းပါတယ်ငပိကျော်ကလည်းပေါ့နော်ကြက်သွန်နီတွေသားလူတွေဆိုလို့ကျွတ်ကျွတ်နဲ့အရန်စားလို့ကောင်းပါတယ်အရန်ရတာရှိပါတယ်ပဲပြုတ်နဲ့ပေါ့နော်တပြုံးကတော့မကြိုက်လို့မလို့မစားခဲ့ပါဘူးချင်းရီကလည်းအရန်မိန်ပါတယ်ဝတ်သားတွေစားရင်လည်းအီးလာပြီဆိုချင်းတောက်တယ်ချင်းရွက်တွေနဲ့စားပါတယ်အရန်ကိုစားလို့ကောင်းပါတယ်ဒီရွာကတော့ပေါ့နော်ရှူဘိုနယ်မှာရှိတာပါတရက်ပွင့်ကျွေးရအခုဆိုင်တို့ရွာပေါ့နော်အင်ဂျီကတော့တိတ်ဒီဗီဒီယိုလေးကတော့တော်တော်လေးတူသွားရပေါ့နော်အဲ့တော့လဲ sorry လို့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ဒီအိမ်မှာပစ္စည်းတွေတိတ်နေရအကြောင်းမို့လို့ရောပေါ့နော်ဒီမင်္ဂလာဆောင်မီအောင်ရောအဲ့လိုမျိုးတွေမြန်လုပ်ရဆိုတော့ဗီဒီယိုကလစ်လေးတွေတိတ်ပြီးတော့မရိုက်လိုက်ရတဲ့အတွက်ကြောင့်မို့လို့ပါအခုအိမ်လဲပြန်ရောက်တော့မှာပဲဖြစ်ပါတယ်ဘာပဲပြောဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ဒီ blog လေးကိုလည်းကြိုက်နေတတ်ကြမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုအသစ်တွေလည်းကြည့်လို့ရအောင်ပေါ့နော်ဒီជីရဲ့ Gigi's Creation ဆိုတဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်အခုအိမ်လည်းပြန်ရောက်ပြီဆိုတော့ဗီဒီယိုလေးကိုလည်းဒီမှာပဲအဆုံးသတ်လိုက်ပါတော့မယ်နောက်ဗီဒီယိုသစ်တွေမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်